စဉ်းစားကြည့်မိမဖြစ်သူကသူ့ယောက်ျားကိုတခြားမိမတစ်ယောက်နဲ့ဖက်ထားတာတွေးလိုက်ရတော့ရင်ထဲမှာစိုးနေသွားတာပေါ့ဒါပေမဲ့သူကအော်ဟစ်ဆူဖူတာဒရာမာဒီဖန်တီးတာဘာမှမလုပ်ဘူးသူလုပ်တာကနှစ်ယောက်စလုံးအိပ်ပျော်သွားတဲ့အထိစောင့်ပြီးတော့မှသူ့ယောက်ျားတစ္ဆာဖောက်တာကိုရှိုးဟန်မှတ်တမ်းတင်လိုက်တယ်ပြီးတော့မှသူ့ယောက်ျားစီကိုနောက်ဆုံး message တစ်စောင်ပို့လိုက်တယ်ပြီးတာနဲ့နောက်လှည့်မကြည့်ပဲသူကိုရောသူ့အိမ်ကိုပါထာဝရဆုံးခွာသွားတော့တာပဲနောက်တနေ့မနေ့ရောက်လို့ယောက်ျားဖြစ်သူနိုးလာတဲ့အခါသူ့မိမအခန်းကလုံးဝရှင်းနေပြီသူ့စီကဘာအကြောင်းပြန်မှုမှမရှိတော့ဘူးအဲ့ဒီကြမှာယောက်ျားဖြစ်သူကသူ့မိမကိုထာဝရဆုံးသွားပြီဆိုတာနောက်ဆုံးတော့သဘောပေါက်သွားတော့တယ်တကယ်တော့ဒီမထင်ရေးစရာကောင်းတဲ့သူကရဲ့အနှင်းငယ်အလိုတုန်းကသူ့မိမကိုသူ့ရဲ့ White Moonlight ဆိုတဲ့ reality show ကို like ခဲ့ဟုပြောခဲ့တာအဲ့ဒီ show မှာယောက်ျားဖြစ်သူကသူ့မိမနဲ့သူ့ရဲ့ White Moonlight ထဲကတယောက်ယောက်ကိုရွေးရမယ်လိလူတိုင်းကတော့ယောက်ျားဖြစ်သူကသူ့မိမကိုရွေးလိမ့်မယ်လို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့သူကလူအများရှေ့မှာ White Moonlight ကိုရွေးလိုက်တော့လူတိုင်းအံ့အားသင့်သွားကြတယ်ဒါကိုမြင်တော့မိမဖြစ်သူရဲ့ရင်ထဲမှာစိုးနေကြေခွဲသွားတာပေါ့ရှိုးပြီးသွားတော့ယောက်ျားစဉ်းစားကြည့်မိမဖြစ်သူကသူ့ယောက်ျားကိုတခြားမိမတစ်ယောက်နဲ့ဖက်ထားတာတွေးလိုက်ရတော့ရင်ထဲမှာစိုးနေသွားတာပေါ့ဒါပေမဲ့သူကအော်ဟစ်ဆူဖူတာဒရာမာဒီဖန်တီးတာဘာမှမလုပ်ဘူးသူလုပ်တာကနှစ်ယောက်စလုံးအိပ်ပျော်သွားတဲ့အထိစောင့်ပြီးတော့မှသူ့ယောက်ျားတစ္ဆာဖောက်တာကိုရှိုးဟန်မှတ်တမ်းတင်လိုက်တယ်ပြီးတော့မှသူ့ယောက်ျားစီကိုနောက်ဆုံး message တစ်စောင်ပို့လိုက်တယ်ပြီးတာနဲ့နောက်လှည့်မကြည့်ပဲသူကိုရောသူ့အိမ်ကိုပါထာဝရဆုံးခွာသွားတော့တာပဲနောက်တနေ့မနေ့ရောက်လို့ယောက်ျားဖြစ်သူနိုးလာတဲ့အခါသူ့မိမအခန်းကလုံးဝရှင်းနေပြီသူ့စီကဘာအကြောင်းပြန်မှုမှမရှိတော့ဘူးအဲ့ဒီကြမှာယောက်ျားဖြစ်သူကသူ့မိမကိုထာဝရဆုံးသွားပြီဆိုတာနောက်ဆုံးတော့သဘောပေါက်သွားတော့တယ်တကယ်တော့ဒီမထင်ရေးစရာကောင်းတဲ့သူကရဲ့အနှင်းငယ်အလိုတုန်းကသူ့မိမကိုသူ့ရဲ့ White Moonlight ဆိုတဲ့ reality show ကို like ခဲ့ဟုပြောခဲ့တာအဲ့ဒီ show မှာယောက်ျားဖြစ်သူကသူ့မိမနဲ့သူ့ရဲ့ White Moonlight ထဲကတယောက်ယောက်ကိုရွေးရမယ်လိလူတိုင်းကတော့ယောက်ျားဖြစ်သူကသူ့မိမကိုရွေးလိမ့်မယ်လို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့သူကလူအများရှေ့မှာ White Moonlight ကိုရွေးလိုက်တော့လူတိုင်းအံ့အားသင့်သွားကြတယ်ဒါကိုမြင်တော့မိမဖြစ်သူရဲ့ရင်ထဲမှာစိုးနေကြေခွဲသွားတာပေါ့ရှိုးပြီးသွားတော့ယောက်ျားဖြစ်သူကဒါဒီအားလုံးကရှိုးရဲ့စညွှန်းပဲဒီ21ရက်တာဂိမ်းပြီးတာနဲ့အရာရာတိုင်းပုံမှန်အတိုင်းပြင်ဖြစ်သွားလိမ့်မယ်လို့ပြောပြီးသူမိမကိုချော့မော့စီညုံမှုစ조사ခဲ့တယ်သူကသူမိမကို variety show သဘောတူညီချက်စာချုပ်တစ်ခုကိုတော့လက်မှတ်ထိုးခိုင်းခဲ့တယ်ဒါပေမဲ့မိမဖြစ်သူအခန်းထဲပြန်ရောက်တာနဲ့ Moonlight ရဲ့အိတ်ထဲကနေပြုတ်ကျလာတဲ့မိသားစုမှတ်တုံရင်စာအုပ်ကိုမတော်တဆတွေးလိုက်ရတယ်ဖွင့်ကြည့်လိုက်တော့လုံးဝကိုတုံလုသွားတာပေါ့ဘာလို့လဲဆိုတော့မှတ်တုံရင်စာအုပ်ရဲ့ပထမစာမျက်နှာမှာသူ့ယောက်ျားနာမည်ရေးထားတာကိုဒုတိယစာမျက်နှာမှာကျတော့ Moonlight ရဲ့နာမည်ပို့ပြီးတော့တုံးလုစရာကောက်တာကသူတို့နှစ်ယောက်မှာအသက်4နှစ်အရွယ်သမီးလေးတစ်ယောက်ရှိနေပြီးသားဆိုတာပဲဒါကိုမြင်လိုက်ရတော့မိမဖြစ်သူရဲ့ခြေဝါအောက်ကမြေကြီးတွေရွှေ့သွားတယ်လို့ပဲအဲ့ဒီကြမှာဒီရှိုးကသူ့ယောက်ျားနဲ့ Moonlight နဲ့သူတို့သမီးလေးနဲ့အတူတူအနောက်အရှက်ကင်းကင်းနေနိုင်ဖို့အတွက်အကြောင်းပြချက်တက်ပါပဲဆိုတာနောက်ဆုံးတော့နားလေသွားတော့တယ်သူလက်မှတ်ထိုးခဲ့တဲ့ variety show သဘောတူညီချက်ဆိုတာကတကယ်တော့ကွာရှင်းစာချုပ်ကြီးဖြစ်နေတာပေါ့ဒါဆိုရင်မိဘဖြစ်သူကဂရုတစိုက်စီစဉ်ထားတဲ့ကြံစီမှုကြီးရဲ့တားကောင်ဖြစ်သွားတာပဲရင်ခွဲနာကြနေတဲ့မိမဖြစ်သူအခန်းထဲကနေထွက်လာတဲ့အခါသူ့ယောက်ျားကသူ့တငယ်ချင်းတွေနဲ့စကားပြောနေတာကိုကြားလိုက်ရတယ်သူ့တငယ်ချင်းတွေကမိမအမှန်တရားကိုတိသွားမှမကြောက်ဘူးလားလို့မေးကြတာပေါ့ဒါပေမဲ့အဲ့ဒီလူကပေါ့ဆဆနဲ့ငါဘယ်တော့မှအတိမဖေးဘူးလို့ပြောလိုက်တယ်သူကတငယ်ချင်းအားလုံးကိုလည်းအမှန်တရားကိုပါဆက်ကနေဘယ်တော့မှမပေါက်ကြစင်းနဲ့လို့တင်းကြပ်ထတိပေးခဲ့တယ်ဒါပေမဲ့သူ့မိမကအမှန်တရားအားလုံးကိုတိပြီးနေပြီဆိုတာသူလုံးဝမသိခဲ့ဘူးသူမှချက်အခန်းထဲပြန်ဝင်ပြီးသူ့လက်ထောက်ကို message ပို့လိုက်တယ်လာမယ့်ရက်20အထက်ဥပဒေပိုင်းဆိုင်ရာအလုပ်တွေတရားဝင်ကိစ္စအားလုံးကိုအပိသက်ပေးဖို့ပြောလိုက်တာရက်20ပြီးတာနဲ့သူ့ယောက်ျားဘဝထဲကနေထာဝရပြောက်ကွယ်သွားတော့မလို့ဆိုပြီးတော့ပေါ့မကြခင်မှာပဲရှိုးရပထမဂိမ်းအပိုင်းစတင်ပါတော့တယ်ဒီဂိမ်းမှာတော့ကောင်လေးတွေကောင်မလေးတွေအားလုံးရဲ့မျက်လုံးတွေကိုဖဲစီတွေနဲ့စီးထားပြီးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရက်ခွင်ထားတယ်ဂိမ်းရဲ့စီကံကယူရှင်းပါတယ်ကိုယ့်ရဲ့ partner ကိုရှာပြီးဖတ်လိုက်ရုံပဲယောက်ျားဖြစ်သူရဲ့အလွတ်အရင်ရောက်လာတယ်သူကသူ့ရဲ့မူးလိုက်မျက်လာကိုအယမ်းချစ်တာနူးညံ့စွာထီထွေးပြီးသူမှသူ့ရဲ့ချစ်သူပါပဲလို့ယုံကြည်မှုအပြည့်နဲ့ချင်းရလိုက်တယ်ဒါဒီအားလုံးကိုမြင်လိုက်ရတော့မိမဖြစ်သူကိုထိမ့်ချုံမထားနိုင်တော့ဘူးဒေါသတကြီးနဲ့ရှေ့ကိုတိုးပြီးနှစ်ယောက်စလုံးကိုဆုံးမဖို့ပြင်နေတော့မှပဲရုတ်တရက်မူးလိုက်တော့သူ့မကိုတွင်းချလိုက်တယ်မိမဖြစ်သူကစင်းပေါ်မှာထင်းထားတဲ့ဝိုင်းခွက်တွေပေါ်တက်တက်ကျသွားတယ်ဒါကြောင့်ဖန်ခွဲဆွဲတွေကသူ့ကိုယ်ပေါ်အနံ့ဆိုင်ဝင်ပြီးသူမတတိလေသွားတော့တယ်မိမဖြစ်သူတတိပြန်ရလာတော့သူ့ဘေးမှာပထမဆုံးမြင်လိုက်ရတဲ့သူကသူ့ယောက်ျားမဟုတ်ပဲသူ့ရဲ့မူးလိုက်ဖြစ်နေတာလေအဲ့ဒီကောင်မလေးကသူမလက်ထဲကိုရီမို့တစ်ခုထည့်ပေးပြီးဖြောင်းလောင်းတဲ့အပြုံးနဲ့မှတ်တမ်းတင်ထားတဲ့ CCTV ဖိုင်လေးကတကယ်ကြီးလို့ကောင်းနေတော့လို့ပြောလိုက်တယ်အဲ့ဒီကောင်မလေးထွက်သွားပြီးနောက်မှာမိမဖြစ်သူကအဲ့ဒီဖိုင်ကိုဖွင့်ကြည့်လိုက်တော့သူမြင်လိုက်ရတာတွေကသူ့ရင်ကိုလုံးဝခြေခွဲစေခဲ့တယ်ဒါကြောင့်သူမရင်ထဲမှာဂျင်းဆိုးလိုက်တယ်ဒီနေ့ကစပြီးအဲ့ဒီဇီးပေါ်တဲ့လူအတွက်မျက်ရည်တစ်စက်မှမကျတော့ဘူးဆိုပြီးတော့ပေါ့ရဲအနေငယ်ကြတော့မိမဖြစ်သူနည်းနည်းပြန်တက်တာလာချိန်မှာပြစ်ခတ်မှုဂိမ်းအတစ်ထဲကိုတိုက်ရိုက်ရောက်သွားပြန်တော့တယ်သူ့ရှေ့မှာရှိတဲ့အမျိုးသမီးကိုထပ်မြင်လိုက်ရတော့ White Moonlight ကအဲ့ဒီလူရဲ့ရင်ထဲမှာသူတယောက်တည်းသာရှိတယ်ဆိုတာတက်တေပြောဟိုနောက်ထပ်အခွင့်အရေးတစ်ခုရသွားတော့ပေါ့ဒါနဲ့ဂိမ်းစတာနဲ့ Moonlight ကမိမဖြစ်သူကိုအရင်ပြစ်မှတ်ထားလိုက်တယ်အဲ့ဒီကောင်မလေးကဆေးနတ်အတူဂိုင်းထားတာမဟုတ်ပဲတကယ်ဆေးနတ်အစစ်ကြီးဂိုင်းထားတာကိုသဘောပေါက်လိုက်ရတော့မိမဖြစ်သူတုံးလုသွားတယ်သူမဘာမှနားလေဖို့တုံ့ပြန်ဖို့အချိန်မရခင်မှာပဲ Moonlight ကမိမဖြစ်သူကိုလက်မောင်းကိုတက်တက်ပစ်ချလိုက်တယ်
ကဲနောက်ပါဆက်ဖြစ်မလဲဆိုတာသိချင်လေဒီဗီဒီယိုကို like လုပ်ပါပေါ့